ဟုတ်ကဲ့အခုတစ်ခါကြောင့်ဒီ Federal Unit တွေပေါ့နော်အသီးသီးပေါ်ပေါက်လာကြတယ်ပြီးတော့ပြောင်စုအစိုးရနဲ့လုံပိုင်ခွင့်အာဏာတွေကိုလည်းခွဲဝေဆောင်ရွက်လာကြတော့တွေ့ရပါတယ်ဒီအခြေအနေတွေဘယ်အတိုင်းအတာအထိရောက်နေပြီဆိုတာနဲ့ဒါတွေကတော်လိုင်းအတွက်ကိုဘယ်လိုမျိုးအကျိုးများစီလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဝင်ကြီးအနေနဲ့ဒါဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ဒီမိခွန်းကလည်းတော်တော်အကြီးကြီးတဲ့မိခွန်းဖြစ်ပါတယ်အခုကျွန်တော်တို့တော်လိုင်းကြီးစီနွေးတဲ့အခါမှာအကြံဖက်အာဏာရှင်စနစ်အလုံးကိုကျွန်တော်တို့အနေနဲ့ဖေရှားပြီးတော့မှ Federal Democracy ပြည်ထောင်စုကြီးကိုပြန်လေထူထောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီတော်လှန်ရေးကိုဆင်နွှဲတာဖြစ်တယ်။အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကျွန်တော်တို့တော်လှန်ရေးပန်းတိုင်တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။တချို့ကပြောပါတယ်ဒီချိန်မှာတော်လှန်ရေးဆင်နွှဲနေတဲ့ချိန်မှာဒီလူ Federal Unit တွေကိုဖွဲ့စည်းတယ်ပြီးတော့ဆိုရတွေဖွဲ့စည်းတယ်ပြည်ထောင်စုနဲ့ပြည်နယ်ကြားမှာအာဏာခွဲဝေမှုတွေလုံပိုင်ခွင့်နဲ့တာဝန်တွေခွဲဝေမှုတွေလုပ်တယ်ဆိုတာအလွန်မတန်မှဆုတ်ထွေးတာဖြစ်တယ်ဒီချိန်မှာမလုပ်သင့်သေးဘူးဆိုပြီးတော့ပြောတဲ့လူတွေလည်းရှိကြတယ်ဆိုတော့ဒီလူတွေကိုကျွန်တော်ဗာပြန်ပြောချင်တယ်လေဆိုတော့အမှန်စီစစ်ကကျွန်တော်တို့တိုင်းပြည်ကိုဘူချောအောင်ဆန်းတဲ့တိုင်းရင်းသားခေါင်းဆောင်တွေက1940ခုနှစ်ပင်လုံစာချုပ်ပင်လုံညီလာခံကတည်းကFederal Democracy ပြည်ထောင်စုစနစ်နဲ့ထူထောင်ဖို့ပြင်ဆင်ခဲ့ကြတာဖြစ်တယ်ကျွန်တော်တို့ကနှစ်ပေါင်း90ကျော်နှုတ်ကြနေတဲ့အလုပ်ကိုခုမှစလုပ်တာပါအဲ့ဒါကြောင့်နှုတ်ကြတာမဟုတ်ဘူးခုစလုပ်တာအချိန်ကိုက်ပဲဖြစ်တယ်ဆိုပြီးတော့ပထမအနေနဲ့ပြောချင်တယ်ပြီးတော့အခုချိန်မှာတော်လှန်ရေးကာလမှာပြင်လင်ကျွန်တော်တို့ဒီအလုပ်လုပ်နေတာဘာလို့အကြီးကြီးတယ်လဲဆိုတော့ယခင်ကလည်းကျွန်တော်တို့တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းတော်များများကFederal Democracy ပြည်ထောင်စုထူထောင်ရေးဆိုတာနီလန်ပေါင်းများစွာနဲ့ကြိုးစားခဲ့ကြပါတယ်Federal ပြည်ထောင်စုဖွဲ့စည်းပုံချီခံဥပဒေမူကြမ်းတွေရေးဆွဲခဲ့ကြတယ်ပြင်ဆင်ခဲ့ကြတယ်ပြည်နယ် Federal Unit တွေရဲ့ဖွဲ့စည်းပုံချီခံဥပဒေတွေရေးဆွဲခဲ့ကြတယ်ပြင်ဆင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီကာလတုန်းကကျွန်တော်တို့ပြင်ဆင်မှုကတာမန်ပြင်ဆင်မှုပဲဖြစ်တယ်စာရွက်ပုံမှာပြင်ဆင်မှုပြီးတော့ကျွန်တော်တို့အနေနဲ့စကဝိုင်းဖြစ်နေဆွေးနွေးမှုစင်ပဲရှိတယ်အခုကတော့ကျွန်တော်တို့အနေနဲ့တလူဆွေးနွေးတာမဟုတ်တော့ဘူးစာရွက်ပေါ်မှာပြင်ဆင်တာလည်းမဟုတ်တော့ဘူးတကယ်မေပြင်မှာလက်တွေ့ကျင့်သုံးနေပါပြီအဲ့လိုတကယ်လေမေပြင်မှာလက်တွေ့ကျင့်သုံးတာဖြစ်တဲ့အတွက်အခုကျွန်တော်တို့ဒီတော်လှန်ရေးကာလမှာ NUG အနေနဲ့ဖြစ်ကျွန်တော်တို့တော်လှန်ရေးအားစုအလုံးပူးပေါင်းပြီးတော့ဖြစ်ကျွန်တော်တို့ဆောင်ရွက်တဲ့အခါမှာဒီ Federalization လို့ခေါ်တဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးဟာတကယ်အုံမြအခိုင်မှာချမှတ်တယ်လို့ကျွန်တော်ပြောချင်တာဖြစ်တယ်ကျွန်တော်တို့တိုင်းရင်းသားပြည်နယ်ခုမှာတော့ Federal စနစ်ကိုတောင်းဆိုတာနှစ်ပေါင်းနေကြပြီပြီးတော့ကျွန်တော်တို့ထဲမှာလည်းအယူဆွေးတယ်လို့ဖြစ်နေပြီတိုးတော့ပြည်မလို့ခေါ်တဲ့ခင်တိုင်းဒေသကြီးပေါ့နော်အခု Federal Unit တွေမှာကြတော့ဒါကျွန်တော်တို့အခုစပြီးတော့မှလုပ်နေတဲ့သဘောဖြစ်တယ်တိုးတော့ဒီလူလုပ်နေတဲ့ခါမှာထူးသဖြင့်ကျွန်တော်တို့စကိုင်းမကွေးမန္တလေးအထက်ပမာပြီလို့ခေါ်ရမှာပေါ့နော်အဲ့မှာကျွန်တော်တို့လုပ်တဲ့ပုံစံကအဆင့်3ဆင့်နဲ့လုပ်တယ်ပထမတစ်ဆင့်မှာအဲ့ဒီ data တွေ Federal Unit တွေအတွင်းမှာရှိတဲ့အင်အားစုတွေကိုစုစည်းပြီးတော့မှသူတို့ဒီ Federalization process Federal ပြည်ထောင်စုတည်ဆောက်ရေးသူတို့ Federal Unit အတွင်းမှာဆောင်ရွက်နိုင်ဖို့အတွက်လုပ်တယ်ဒုတိယဆင့်မှာအဲ့ဒီပြည်နယ် Federal Unit တွေရဲ့ပြည်နယ်ဖွဲ့စည်းပုံချီခံဥပဒေပဲကိုစီမံပေးကိုဒါကူကြီးရွှေ့ကြတယ်အဲ့ဒီပြည်နယ်ဖွဲ့စည်းပုံချီခံဥပဒေ Federal Unit ဖွဲ့စည်းပုံချီခံဥပဒေနဲ့အညီ Federal Unit ဆိုတာတွေဖွဲ့စည်းတယ်ဒါတတိယအဆင့်ပေါ့ပြီးလို့ရှိရင်အဲ့ဒါနဲ့တစ်ဆင့်ထပ်တက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတာ Federal စနစ်ရပြည်ထောင်စုနဲ့ပြည်နယ်ကြားအာဏာခွဲဝေဆိုတော့ကျွန်တော်တို့နေတဲ့လက်တွေ့စပြီးတော့ကျင့်သုံးတာဖြစ်ပါတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ NUG ဆိုရပြည်ထောင်စုအစိုးရနဲ့ပြည်နယ် Federal Unit အစိုးရမြတ်ဖြစ်တဲ့မန္တလေးမကွေးစကိုင်းမှာရှိတဲ့ Federal Unit ဆိုရနဲ့လုတ်ပိုင်ခွင့်နဲ့တာဝန်တွေကိုကျွန်တော်တို့ခွဲဝေထားပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့အနေနဲ့ KK ရှိသလားရှိတယ်ရှင်ခေါ်မှုရှိသလားဆိုရင်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်း90ကျော်ကျွန်တော်တို့တိုင်းပြည်မှာတပါတီအာဏာရှင်စနစ်စစ်အာဏာရှင်စနစ်ဗဟုဦးစီးစနစ်တွေနဲ့ပဲအုပ်ချုပ်နေတော့ဒီလိုပြည်ထောင်စုနဲ့ပြည်နယ်ကြားမှာအာဏာခွဲဝေရေးတော့လုတ်ပိုင်ခွင့်နဲ့တာဝန်ခွဲဝေရေးတော့ဆိုတာကျွန်တော်တို့တစ်ခါမှမလုပ်ဘူးအဲ့ဒီခါကျတော့အတွေ့အကြုံကမရှိဘူးကျွန်တော်တို့ theory ရသိတယ်လက်တွေ့မှာခက်ခဲရှိတယ်ဆိုတော့ဒီလိုဆောင်ရွက်တဲ့ခါမှာကျွန်တော်တို့ခက်ခဲရှိပေမဲ့တော်တော်များကျွန်တော်တို့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာဟာကျွန်တော်တို့တိုင်းပြည်မှာ Federal စနစ်ကိုတကယ်အခိုင်အမာတည်ဆောက်နိုင်တော့မယ်ဆိုတဲ့လက္ခဏာဖြစ်တယ်
အဲ့ဒီအတွေ့အကြောင်းခုကျွန်တော်တို့ထက်ပမာပြီးစကိုင်းမကွေးမန္တလေးမှာလှုပ်တယ်လို့ပဲဥပမာပြီးလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ရန်ကုန်ပကူအေရာဝတီတနင်္သာရီတွေမှာလေဒါကျွန်တော်တို့ဆက်လုပ်ဖို့ရှိတယ်အဲ့ထူလူလှုပ်ချင်းအပြင်ကျွန်တော်တို့အနေနဲ့ Federation ကိုပတ်စံနဲ့ပြုံးယုံတယ်မဟုတ်ဘူးတော်လှန်ရေးကြွေးကြော်တန်တစ်ခုမဟုတ်ဘူးတကယ်မေပြင်မှာကျွန်တော်တို့အခိုင်အမာတည်ဆောက်ထားသောစနစ်ဖြစ်ပြီဆိုတာကျွန်တော်တို့ကဘာကြီးကိုလည်းတည်တည်ပြမယ်လူထုကိုလည်းကျွန်တော်တို့တည်တည်ပြမယ်အခုစကိုင်းမကွေးမန္တလေးမှာတွားမေးကြည့်လူထုကိုဒီအလုပ်ကိုလက်တွေ့လုပ်နေတဲ့လူထုကိုတွားမေးကြည့်အခက်ခဲရှိသလားရှိတယ်စင်ခုံမှုကြီးသလားကြီးတယ်ဒါပေမဲ့သူတို့တခါမှမလုပ်ဘူးတဲ့မကင်ဘူးသေးတာဖြစ်ပေမဲ့လူထုအတွက်ဘလို့အရေးကြီးတယ်လဲသူတို့ကိုယ်တိုင်ရဲ့ကံကြမ္မာကိုသူတို့ကိုယ်တိုင်ဖန်တီးပြီးတော့မှသူတို့နှစ်ရှင်ဘဝအတွက်စီမံခန့်ခွဲနိုင်တယ်ဆိုတဲ့ကိုကံကြမ္မာကိုဖန်တီးခွင့်ဆိုတာအင်မတန်မှအရေးကြီးတာဖြစ်တော့တာကျွန်တော်တို့အတွက်အင်မတန်မှအရေးကြီးသောလုပ်ငန်းတစ်ခုကိုဆောင်ရွက်နေခြင်းဖြစ်တယ်အဲ့ဒီအတွက်အဲ့ဒီပုံမှာပြည်သူလူထုတရားလုံးနေနဲ့ကျွန်တော်တို့အနေနဲ့စစ်အာဏာရှင်စနစ်ကိုဖေရှားကြုံတင်မကဘူးပြည်သူလူထုတရားလုံးဘူချောအောင်ဆန်းတဲ့တိုင်းရင်းသားခေါင်းဆောင်တွေပင်လုံမီလာခံကြတဲ့မြုံဟန်ခဲတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကိုလည်းမြေပြင်မှာတကယ်လက်တွေ့ဆောင်ရွက်နေပါပြီအဲ့ဒီပုံမှာအားပေးကြပါကျွန်တော်တို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ဟာလေးပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာတို့ကျေးဇူးတင်ပါတယ်ရှင်